မပြေလည်တဲ့သူတွေကလေထိတ်ဆုံးကိုရောက်တတ်တယ်အခက်အခဲတွေရှိတဲ့သူတွေကအကြံ့ခိုင်ဆုံးအတန်မာဆုံးဖြစ်တတ်တယ်ပြေလည်ပြီးတော့မှလေကြီးပြင်းလာတဲ့သူတွေကသူတို့ဘဝမှာအခက်အခဲဆိုတာမကြုံဘူးအဲ့အတွက်ကိုကမပြေလည်တဲ့အတိုင်းဝိုင်းကနေမွေးဖွားလာတာပဲဖြစ်စေမပြေလည်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာတာပဲဖြစ်စေမပြေလည်တဲ့သူတယောက်ပဲဖြစ်နေပါစေကိုကအောင်မြင်အောင်စူးစမ်းအောင်ပဲအောင်မြင်ဖို့ပို့အခွင့်အရေးများတယ်မပြေလဲတာကိုခံစားနေစရာလိုလားမလိုဘူးအဲ့ဒါတွေကိုကိုယ့်ရဲ့တွန်းအားအဖြစ်ပြောင်းလဲပစ်လိုက်ရမယ်အနောက်ကနေပြီးတော့ကိုယ့်ကိုတွန်းတင်ပေးလိုက်တာဖြစ်ရမယ်နောက်ကျောင်းကိုပြန်လှည့်ကြည့်လိုက်တိုင်းကိုကပိုရှေ့ရောက်ချင်နေတဲ့သူတယောက်ဖြစ်ရမယ်မပြေလဲခြင်းကကိုယ့်ရဲ့အခွင့်အရေးပဲနော်အဲ့ဒီအရာတာကိုပြေလဲနေတဲ့သူတွေခံစားဘူးလားဒီအတွက်ကြောင့်မပြေလဲတာစိတ်ဆင်းရဲနေစရာလိုလားမလိုဘူးအဲ့ဒါကိုယ့်အတွက်တွန်းအားတွေပဲရှေ့ကိုရောက်ဖို့နားလဲတယ်နော်အပြင်တင်တဲ့ကိုယ်တိုင်ကိုကြအနီးကပ်လူတွေလာရောက်တင် जा ချင်တဲ့သူတွေအတွက်လာမယ့်၈လပိုင်း30ရက်နေ့မှာစတင်ဖွင့်လှစ်တင် जा ပေးသွားမယ်အခြေခံတင်တန်းနဲ့အရှင်းမြင့်မြန်မာပွဲတော်ဝတ်စုံတင်တန်းတွေတက်ရောက်လူသူများကကြိုတင်စီးရင်ပေးသွင်းအနံ့နိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခြေခံကနေမှဘာသာစုံတင် जा ချင်တဲ့သူတွေအတွက်စုစုပေါင်း380ကျပ်တိတိအခမဲ့တင် जा ခွင့်အစီအစဉ်လည်းရှိပါတယ်ခင်ဗျာပွဲတဲ့အရှင်းမြင့်မွန်မန်နိုဘရာတင်တန်းတွေကိုတင် जा ချင်တဲ့သူတွေအတွက်လည်း360ကျပ်တန်ဖိုးရှိတဲ့10ဘာသာကိုလည်းအခမဲ့တင် जा ခွင့်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွက်ကတော့ဒီအတန်းတွေပဲတက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာတင်တဲ့စုံစမ်းလိုတဲ့သူများက3998964333နဲ့ဖုန်းသို့မဟုတ် Viber သို့မဟုတ် Telegram ကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ PSCB မှာလည်းတွားအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်အပြင်တင်တဲ့တက်ရောက်ချင်တဲ့သူတွေအတွက်တင်တဲ့ကြောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အမှတ်965တောင်အုတ်ကလာဇာနီအောက်ဖက်10လမ်း9ရပ်ကွက်မှာပဲဖြစ်ပါတယ်ခင်ဗျာအသက်မွေးအကြောင်းပညာရပ်ဖြစ်ဘဝရည်တည်ခြင်းသူတိုင်းအတွက် Professional Fashion App PFA တင်တဲ့ကြောင်းတွေကြိုဆိုလိုက်ပါတယ်